ရိုးကြောင်းပြောတော့မြို့မှာရှာပပလက်ဖေးဆိုင်နှစ်ဆိုင်ပဲရှိပါတယ်။ဒါတော့မှတစ်ဆိုင်ကလက်ဖေးတွေကဘလို့မှတောက်လို့မရတယ်နေထားပါ။နောက်တစ်ဆိုင်ကျွန်တော်တို့ထိုင်နေကြဆိုင်နာမည်ကတော့အေဂျင်လို့ခေါ်ပါတယ်။အဲ့ဆိုင်ကဖြော်စရာကတော့အိန္ဒိယဘက်ကပြန်လာတာလို့တော့ပြောကြတယ်ပေါ့နော်။အဲ့ဆိုင်ကလက်ဖေးလက်ရကတော့ဘုံမပြောဘူးအခုရန်ကုန်မှာဖွင့်နေတဲ့အညာသားတွေဖြော်တဲ့လက်ဖေးချိုရဲရေးကြီးအဲ့ဒီရတာထပ်ဖို့အများကြီးတာနောက်ပြီးတော့အဲ့အေဂျင်ဆိုင်မှာရတဲ့ special menu ပေါ့နော်နှစ်ခုလည်းရှိပြီနေနှစ်ခုလည်းရှိနေတယ်ကြက်ပေါင်းခောက်ဆွဲနဲ့အိန္ဒိယစားစာတစ်မျိုးဖြစ်တဲ့ roti လို့ခေါ်တဲ့စားစာမြန်မာလိုလွယ်ခေါ်ရင်တော့ချက်ပါတီပေါ့ဗျာဒါပေမဲ့အဲ့ roti ကိုပဲပုံစံနှစ်မျိုးနဲ့စားလို့ရတယ်ပဲဟင်းနဲ့တို့စားလို့ရသလိုနှိုးစီနဲ့လည်းရတယ်နှိုးစီနဲ့ကြတော့တို့စားတာမျိုးမဟုတ်ဘဲနဲ့ချက်ပါတီထဲမှာနှိုးစီဆန်းထားပြီးတော့အလိတ်ကလေးလုပ်ပေးထားတာမျိုးပေါ့စားတဲ့အခါမှာအလေးလိုက်လေးကြိုက်စားလိုက်အောင်မယ်ဘာလို့အဲ့လောက်ဒီအသေးစိတ်မှတ်မိနေလဲဆိုရင်အဲ့မှာနေတော့အဲ့ဆိုင်ရာ routine နဲ့ကြားစိန်တစ်ခွက်ကကျွန်တော်အတွက်တော့ favorite breakfast menu ပါပဲစားစရာတောက်စရာရှားပါတဲ့နေရာမှာဒါမျိုးလက်ရကောင်းကောင်းစားရတာလည်းတကယ်ကန်ထိုးတာဟုတ်ဆိုင်နေထားလည်းတောင်ဆောင်လေးပေါ်မှာဆိုတော့လေတဖြူဖြူနဲ့မနက်စာဆိုင်ရဲ့ vibe ကလုံးဝကွက်တိအဲ့မှာကတော့ကျွန်တော်ကိုယ့်ဘာသာကိုတတ်မှတ်ထားတဲ့တကယ်5 star ဆိုင်ပေါ့